အရင်ဆုံး grammar လေးလည်းခါမှာ tense တွေကိုရင်တော့လေ့လာမယ်ပေါ့သူကမှာပေးထားတာက we plan to go China last year လွန်ခဲ့တဲ့တစ်ပတ်ကသူတို့ China ကိုသွားခဲ့တယ်အဓိကဒီတစ်ခုမှာဆိုရင် last year ဆိုတာကလွန်ခဲ့တော့ဆိုပြီးခဲ့ပြီဆိုတော့ verb 2ဆိုတော့ go က verb 1ဒါက verb ing verb 4 verb 2ဆိုတော့1တော့အဖြေမှန်က1နောက်တစ်ခုက the children ကလေးတွေက land outside ဆိုတော့အပြင်မှာတခုပေါ့ကစားနေကြတယ် was playing နဲ့ were playing ဘယ်အောင်ရင်ရွေးရမလဲဆိုတော့သူက past continuous tense ကိုသုံးရမယ်သူပြောရတယ်ပြီးတော့ the children ကလေးတွေဆိုတာကအများမို့လို့ were playing နောက်တစ်ခု number 3 I plan to music I was listening to music လား I was listening to music လားသုံးရမယ့် tense က past continuous tense I ဆိုတာကအနေကိန်းဖြစ်တဲ့ကြောင့်မလို့ was listening my mom was preparing a soup လား were preparing a soup လား was preparing a soup လား so my mom ဆိုတာကအနေကိန်းဖြစ်တဲ့ကြောင့်မို့ was preparing she blank flower she like လား she likes လား like လားသူကကြတော့ simple present tense ကိုတော့ရမယ် she ကအနေဖြစ်တဲ့ကြောင့်မို့ likes ကဲနားလည်မယ်လို့ထင်ပါတယ်